မိတ္တူဆိုင်လုပ်ငန်းများအတွက်မရှိမဖြစ်လိုအပ်တဲ့အသင့်သုံး PhD ဖိုင်1100ကျော်ကိုเนาะမြန်မာငွေ1000ခွဲကျပ်နဲ့ရရှိမဲ့အခွင့်အရေးဖြစ်ပါတယ်ရခိုင်ဈေး2000ကျပ်ကိုယခုဈေး1000ခွဲကျပ်နဲ့ပထမဆုံးလာဝယ်တဲ့အယောက်20အတွက်ကို1000ခွဲကျပ်နဲ့ရရှိပါမယ်အဲ့တော့ဒီ PhD ဖိုင်တွေ1000ကျော်ရတဲ့မှာပေါ့နော်ဘာပါလဲဆိုလို့ချင်းကျွန်တော်ဒီဖိတ်စာဒီပေါ့နော်အလှဖိတ်စာဒါဆိုရင်အလှဖိတ်စာဒီအပြင်ကပါပေါ့နော်ဒီသားဒီလိုမျိုးပုံစံတွေအများကြီးပေါ့နော်ပြီးရင်ဒီလိုမျိုးဖိတ်ကြားလွှာတွေအများကြီးရှိပါတယ်ပေါ့နော်ဒါဆိုလို့ချင်းလည်းဒီစုံကျွေးဖိတ်စာတွေအလှဖိတ်စာတွေဖိတ်လျှောဖိတ်ကျန်းပေါ့နော်တို့ဒီအလျှောဒီတချို့ဒီမျိုးတွေပုံမှာဆိုရင်အလျှောသုံးတဲ့အတွေ့အတွက်ဆိုရင်လည်းအလျှောတွေလည်းအများကြီးပါပေါ့နော်โอเคဒီလိုမျိုးဖိတ်စာမျိုးစုံကိုဖိတ်စာမျိုးစုံပြီးရင်ဘောင်းရှာဒီဇိုင်းမျိုးစုံပြီးရင်ကျွန်တော် business card တွေလည်းပါမယ်ပေါ့နော်ဘယ်လိုမျိုးသုံးရမလဲဆိုရင်ကျွန်တော်ဒီထဲမှာအသစ်နော် ready made ကိုကဒီ file လေးကို download ဆက်ပြီးဖွင့်လိုက်တာနဲ့ဒီလိုမျိုးကိုလိုအပ်တဲ့နေရာလေးတွေမှာပြန်ပြင်မယ်ပေါ့နော်ကိုလိုအပ်တဲ့နေရာမှာကိုထည့်ကျင်တဲ့စာသားတွေပုံတွေပြန်ပြီးတော့အထည့်လုပ်လို့ရပါတယ်ဒီအတွက်လိုအပ်တဲ့ animate တွေကိုလည်းကျွန်တော်တစ်ခါတည်းတင်ပေးထားပါတယ်အဲဆိုရင်ကျွန်တော် Telegram မှာဒီ private group နဲ့ပေါ့နော်ဒီ file တွေကို private group နဲ့သုံးပြရမှာဖြစ်ပါတယ်အဲ့တော့ဒီမှာဆိုရင်ပေါ့နော်ဒီလိုမျိုးဒီ folder ထဲမှာပါတယ်ပေါ့နော် rubber ထဲမှာပါလဲဆိုလို့ရှိရင်ကျွန်တော်ကိုပါတဲ့ဟာလေးတွေကိုဒီလိုမျိုးလေးထည့်ပေးတာဖြစ်တယ်ပုံလေးနဲ့တကွဘယ် file ဆိုရင်ဟလားဘယ် file ထောင်းမယ်ဆိုရင်ဘယ်ထဲမှာပါနိုင်လဲပေါ့နော်ဒီကလိပ်စာ design ထဲမှာဆိုရင်ဒီပုံစံလေးတွေပါမယ်ဒီလိုမျိုးပေါ့နော်ဒီလိုမျိုး file တွေကိုမြန်မာငွေပထမဆုံးလာဝယ်တဲ့အယောက်20အတွက်ကို1000ခွဲကျပ်နဲ့ရရှိမဲ့ခွင့်ရဖြစ်ပါတယ်